ချေတို့ဒီဝမ်းမမှန်တဲ့အခါမှာဆိုအရင်ဆုံးစစဦးဆုံးဘာတွေခံစားရတယ်လဲဆိုရင်ဒီချေတို့မှာဘာလဲဆိုရင်ကိုယ့်ရဲ့ဒီအသားအရည်ပေါ့နော်အသားအရည်တွေညဉ့်ညမ်းလာတယ်ပေါ့နော်ပြီးရင်6တွေးလာတာပေါ့နော်ဘာလို့ဆိုရင်ဒီတက်ခန်း6တလူမျိုးတွေဖြစ်လာတာပေါ့နော်ပြီးရင်နေရထိုင်ရတာမအီမက်တာတွေဖြစ်တဲ့လေထိုးလာတယ်လို့ပေါ့နော်ပြီးရင်ကြောတွေအောင့်လာတယ်နော်ပေါ့အရင်ဆုံးဒီချေတို့ကလက်တွေအရာတွေကိုခံစားနေရတာပေါ့နော်တခြားတွေဥမာကြီးတွေပြောမှာပေါ့နော်ကိုယ့်ရဲ့ဒီလက်ကောင်းတွေမဖြစ်ခင်မှာအရင်ဆုံးဒီချေတို့ကခုနဒီချေပြောသွားတယ်ပေါ့နော်ကိုရဲ့အသားရည်ညဉ့်ညမ်းလာမယ်ပြီးရင်နေရထိုင်ရတယ်မအီမတာဖြစ်မယ်ပြီးရင်နေရထိုင်ရတာလည်းပေါ့နော်ပို့ပါမှုမရှိဘူးမိုင်ထွေနဲ့ကိုယုံကြည်မှုလည်းမရှိသလိုအဲ့ဒီနေ့မှာဆိုရင်1မမှန်တဲ့နေ့မှာ1ချုပ်နေတဲ့နေ့တနေ့မှာဆိုရင်ဒီရှယ်တို့ကနေရထိုင်ရတာမပေါ့ပါဘူးပေါ့နော်အဲ့ဒီချိန်မှာဒီရှယ်တို့ကဒီရေများများပြန်တောက်ပြဖို့လည်းလိုအပ်တော့တနေ့ကိုရေ2လီတာလောက်ကိုပြန်ပြမတောက်ပေးပါအမြင်တက်များတဲ့ဒီအစားအစာလေးကိုပြန်ပြမပေါ့နော်တောက်ပေးပါပြီးရင်လေ့ကျင့်ခန်းပေါ့နော်ကိုလည်းလှုပ်ရှားမှုလေးကိုကလုပ်ပေးဖို့လည်းလိုအပ်တာပေါ့နော်ကိုကဒီလိုမျိုးနော်အချက်နဲ့ကိုကလုပ်ပေးဖို့မအားဘူးဆိုရင်အခုဒီချိန်ပြထားတဲ့ဒီမကြီးကိုလေးကိုလည်းစားသုံးပေးလို့ရတာပေါ့နော်1မှန်နဲ့1အေးပဲဥမကြီးကိုကင်းစင်စေရပါတော့အဲကြောင့်မို့ကိုရဲ့ဥမကြီးတန့်ရှင်းဖို့ရန်အတွက်1မှန်ဖို့ရန်အတွက်ပေါ့နော်အရင်အရေးကြီးပါတယ်လူတဦးမှာအဓိကအခြေခံကျန်းမာရေးက1ဖြစ်တဲ့အတွက်ကြောင့်1မှန်ဖို့ရေးကြည့်တယ်1မှန်မှာကျန်းမာမှာပေါ့နော်အဲကြောင့်မလို့ကိုကမာယူရှင်နဲ့ဆို Viber နံပါတ်685ခွန်ကို1ခွန်1ခွန်ကနေဆက်သွယ်မာယူနိုင်ပါတယ်